လက်လွတ်လိုက်ရတာတွေအားလုံးကိုအရှုံးလို့မတတ်မှတ်လိုက်ပါနဲ့ကိုဟာသူနဲ့မထိုက်တန်လို့ဖြစ်နိုင်တယ်လို့သူဟာလည်းပဲကိုနဲ့မထိုက်တန်လို့ဖြစ်နိုင်ပါတယ်ပြီးပါပြီလို့စာရန်ထိုးချင်းရဲ့နောက်ပဲမှာကိုလာရလမ်းတိုင်းပြန်ရဲဖို့တော့လိုတာပေါ့မရှိတော့တဲ့အရာတွေကိုတတိယနေတည်တည်၍ကိုရဲ့ထံရာတွေဟာဘယ်တော့မှကြက်လာမှာမဟုတ်ပါဘူးအချိန်ဟာရာအလုံးကိုကုစားပေးနိုင်တယ်ဆိုတာလူတွေကိုတသက်ကြီးညာနေတယ်လို့ပါပဲကိုယ့်ကိုမကုစားနိုင်သေးပြီကိုယ့်ကိုမဆုံးမနိုင်သေးသည်ပြီကိုယ့်ကိုမပြောင်းလဲနိုင်သေးသည်ကိုဟာဘာမှထူးလာမှာမဟုတ်ပါဘူးအမှတ်တရတိုင်းအမှတ်ရနေဖို့မကောင်းပါဘူးဘာလို့လဲဆိုတော့တချို့အမှတ်တရတွေကအမှတ်ရနေသူကိုသိစေနိုင်ပါတယ်ကိုယ့်ကိုတကယ်ချစ်ရင်ကိုယ့်ကိုနာကျင်စေတဲ့အမှတ်တရတွေကိုပြန်မတွေးပါနဲ့လူတွေဟာကိုယ့်ကိုနားလဲဆုံးမှာကိုယ်ခန့်စားချက်တွေကိုကိုယ့်လောက်ဘယ်သူမှသိသိချာချာမသိပါဘူးကိုဘဝရဲ့အကောင်အဆိုးအတွင်းကြကြအပိုင်းတွေကိုကိုကားလွယ်ပြီးတော့ဘယ်သူမှသိသိချာချာမသိနိုင်ပါဘူးပြန်ပြောလို့မကောင်းတဲ့အတိတ်တွေလူတိုင်းမှာရှိသလိုတယောက်ယောက်ရဲ့အရှိမပြန်ပြောပြီးတော့ငိုချလိုက်ရုံနဲ့လည်းပဲတချို့တန်ရာတွေကတတ်တာမလားပါဘူးဒါတွေကိုသိထားရင်တယောက်ယောက်ကကိုယ်နာမှာအမြဲရှိနေမှာပဲလို့မျှော်လင့်မထားသင့်ဘူးချစ်ချင်းမြတ်တာနဲ့လူတချို့ဟာကိုယ်နာကပြေးထွက်မသွားဘူးကြောင်းလဲမသွားဘူးလို့လည်းပဲပုံသေးတွက်ထားလို့မရဘူးမသေးခင်ကတည်းကဆွန့်လွတ်လိုက်ရတာတွေရှိသလိုအသက်ရှင်နေပါလျက်နဲ့ပိုင်ဆိုင်ခွင့်မရတော့တာတွေလည်းရှိပါတယ်ရေစက်ရှိသလောက်ချစ်ပေးပြီးဝတ်ကြွေရှိသလောက်ပေးဆက်သွားဖို့တခါတလေဆွဲထားရင်ပင်ပန်းရတာမျိုးတွေရှိတတ်ပါတယ်မျောလင်းထားမိလို့နာကျင်ရတာတွေလည်းရှိတယ်နားလည်ဖို့ကြိုးစားရင်ဝေးသွားရတာမျိုးတွေလည်းရှိတယ်ရန်ကြီးတက်တက်လှုပ်ချစ်ပြလို့ထွက်ပြေးသွားတာမျိုးတွေလည်းရှိတယ်လိုပါပဲဘဝမှာကိုလုံးယူလို့မရတဲ့အရာတွေအများကြီးရှိတယ်ဒါကိုနားလဲတဲ့သူကတော့အေးချမ်းဒါကိုနားမလဲတဲ့သူကတော့မြဲတမ်းပူလောင်နေမှာပဲတယောက်ဒီစားတော့ရောထမင်းမဖြစ်ဘူးလားတယောက်တည်းအိတ်တော့ရောအိတ်ရီမဝဘူးလားနှစ်ယောက်သွားမှခရီးကရောက်မှာမို့လို့လားတယောက်ဘေးနားမှာတယောက်မရှိလဲပဲတနေ့ကြလို့ရှိရင်အသက်တွေကြီးသွားရအောင်မှာပဲမဟုတ်လားအဆိုင်နာတွေကိုချစ်ရတဲ့သူတွေကိုထားခဲ့ပြီးတနေ့ကြရင်လောကကြီးထဲကနေထွက်သွားရအောင်မှာပဲမဟုတ်လားငါဘဝထဲဝင်လာပါဆိုပြီးတော့ဘသူ့ကိုမှတကူတကမဖိတ်ခေါ်ပါနဲ့ငါဘွားထဲကနေထွက်မသွားပါနဲ့ဟာဆိုပြီးတော့အတင်းကြက်လဲအပင်ပန်းခံပြီးတော့ဆွဲမထားပါနဲ့ဘသူချင်းမဖြစ်မယ်ဆိုတဲ့စိတ်နဲ့ရှင်သန်ပါနဲ့ဘသူမှမချစ်လဲငါကိုငါချစ်မယ်ဆိုတဲ့စိတ်နဲ့ရှင်သန်ပါသူမှဂီယူမဆိုင်လဲကိုယ့်ကိုဂီယူဆိုင်ပါကိုယ့်ကိုဂီယူဆိုင်လို့ရှိရင်တို့လဲကျမ်းမာလာမယ်စိတ်လဲချမ်းသာလာပါလိမ့်မယ်ကိုယ့်ကိုဂီယူဆိုင်မှထံရတွေလဲပဲအနာကျက်လာလိမ့်မယ်နာကျင်စရာတွေစီကလည်းပဲထွက်လာနိုင်လိမ့်မယ်ကိုယ့်ကိုဂယူဆိုင်မှရဲရဲကင်းကင်းနဲ့ရှင်သန်နိုင်မယ်ကိုယ့်ဘဝဟာလွတ်လပ်ပေါ်ပါလာပါလိမ့်မယ်ကိုယ့်ကိုဂယူဆိုင်တဲ့နေ့ဟာအချုပ်နှောင်တွေကနေလွန်မြောက်ပြီးပျော်ရွှင်မှုတွေကိုအပြည့်အဝရမယ်နေပါမယ်အဲ့ဒါကြောင့်ကိုယ့်ကိုဂယူဆိုင်ပါ